မေကွန်းတော်လေးတစ်ခုနဲ့စားလိုက်ရအောင်ကျွန်တော်တို့ကဏ္ဍ10လုံးကိုနေ့စဉ်ရေးတွက်နေသလို0နဲ့1ဆိုတဲ့ကဏ္ဍနှလုံးလေးကိုတုံးပြီးရေးတွက်ခိုင်းမယ်ဆိုရင်သင်လုပ်နိုင်မလားအစပိုင်းမှာမဖြစ်နိုင်ဘူးလို့ထင်ရနိုင်ပါတယ်ဒါပေမဲ့ကွန်ပျူတာတွေကတော့သူတို့လှုပ်ဆောင်သမျှအရာတိုင်းကိုဒီကဏ္ဍနှလုံးနဲ့ပဲကိုစားပြုပါတယ်ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ကဏ္ဍရေးတွက်ပုံကို decimal စနစ်လို့ခေါ်ပါတယ်။3ညကနေ9အထိကဏ္ဍ10လုံးရှိပါတယ်။ကွန်ပျူတာတွေအသုံးပြုနေတဲ့ binary စနစ်မှာတော့3ညနဲ့1ဆိုတဲ့ကဏ္ဍနှလုံးပဲရှိပါတယ်။ဒါပေမဲ့ဒီကဏ္ဍနှလုံးနဲ့စလုံးတွေဓာတ်ပုံတွေသချင်းတွေဗီဒီယိုတွေနဲ့ software တွေအားလုံးထိကိုစားပြုနိုင်ပါတယ်။ဘာလို့ဒီလိုတွေဖြစ်နိုင်တာလဲဆိုတာကိုကြည့်လိုက်အောင်။အဖြေကကွန်ပျူတာရဲ့အတွင်းပိုင်းမှာရှိပါတယ်။ကွန်ပျူတာတွေဟာကျွန်တော်တို့လိုကဏ္ဍတွေကိုတိုက်ရိုက်မသိနိုင်ပါဘူး။အတွင်းပိုင်းကလျှက်စစ်အချက်ပြမှုတွေကိုပဲသိပါတယ်။ digital circuit တွေကလျှက်စစ်ဘဝကိုအဓိကအခြေအနေ2မျိုးအဖြစ်ခွဲခြားပါတယ်။ဘိုးအားနှိမ့်တဲ့အခြေအနေကို0ဘိုးအားမြင့်တဲ့အခြေအနေကို1လို့ကိုစားပြုတာပါ။အလွယ်ဆုံးစဉ်းစားရရင်မိကလုတ်တစ်ခုလိုပါပဲ။ပိတ်ထားရင်0ဖွင့်ထားရင်1ဖြစ်ပါတယ်။ကွန်ပျူတာတွေကသေးငယ်တဲ့ electronic switch တွေကိုလည်းဒီသဘောတရားနဲ့အလုပ်လုပ်ပါတယ်။ဒီ0နဲ့1ကိုအခြေခံထားတဲ့ရေးတွက်မှုစနစ်ကိုတော့ binary လို့ခေါ်ပါတယ်။ binary ဆိုတာ base 2 number system ဖြစ်ပါတယ်။မိကလုတ်တစ်ခုမှာဖြစ်နိုင်တဲ့အခြေအနေ2မျိုးရှိပါတယ်။မီးဖွင့်နေဆို1သို့မဟုတ်မီးပိတ်တယ်ဆို0ဖြစ်ပါတယ်။အဲ့ဒါလိုပဲကွန်ပျူတာအတွင်းပိုင်းကခလုတ်လေးတွေမှာလည်းဘိုးအားရှိတယ်ဆို1ဘိုးအားမရှိဘူးဆို0ဖြစ်ပါတယ်။အဲ့ဒါလို့0ဒါမှမဟုတ်1ဆိုတဲ့တန်ဖိုးနှစ်ခုတည်းကတစ်ခုကိုသိမ်းဆည်းနိုင်တဲ့နေရာတစ်ခုကို bit လို့ခေါ်ပါတယ်။ဆိုတော့1 bit မှာဖြစ်နိုင်တဲ့အခြေအနေ2မျိုးပဲရှိပါတယ်။ဒါဆို bit နှစ်ခုကိုတွဲလိုက်ရင်ဖြစ်နိုင်တဲ့ပေါင်းစပ်မှု4မျိုးရရှိပါတယ်။အဲ့ဒါတွေက00 01 10နဲ့112ဖြစ်ပါတယ်။တတိယ bit တစ်ခုကိုထပ်ပေါင်းလိုက်ရင်ပေါင်းစပ်မှုက10မျိုးဖြစ်သွားပါမယ်။ bit တစ်ခုထပ်တိုးတိုင်းကိုစားပြုနိုင်တဲ့ပမာဏက2ဆတိုးသွားတာဖြစ်ပါတယ်။ဒီသဘောတရားကိုပုံသင်နည်းနဲ့ရေးရင် bit အရေအတွက် n ရှိတဲ့အခါဖြစ်နိုင်တဲ့ပေါင်းစပ်မှုက2 power n ဖြစ်ပါတယ်။ဥပမာ8 bit ဆိုရင်2 power 8ဖြစ်ပါတယ်။ကွန်ပျူတာတွေရဲ့အတွင်းပိုင်းမှာ bit တစ်ခုချင်းစီမသုံးပဲ bit 8ခုကိုပေါင်းပြီးအုပ်စုတစ်ခုဖြစ်စုစည်းအသုံးပြုပါတယ်။အဲ့လို8 bit ပါတဲ့အုပ်စုတစ်ခုကို byte လို့ခေါ်ပါတယ်။1 byte မှာဖြစ်နိုင်တဲ့ပေါင်းစပ်မှု256မျိုးရှိပါတယ်။ဒါကြောင့်တစ် byte ထဲနဲ့3ညကနေ255အထိစုစုပေါင်း256မျိုးသောတန်ဖိုးတွေကိုကိုစားပြုနိုင်ပါတယ်။ကဲအခု bit တွေကိုပို့ပြီးမြင်တာအောင်ကျွန်တော်တို့ရဲ့လက်ချောင်းတွေနဲ့စမ်းကြည့်လိုက်ရအောင်။လက်ချောင်းတစ်ချောင်းစီကို bit တစ်ခုဖြစ်သတ်မှတ်လိုက်ပါမယ်။လက်ချောင်း5ချောင်းရှိတဲ့အတွက်5 bit ဖြစ်ပါတယ်။5 bit နဲ့ဘယ်လောက်ထိအများဆုံးရေးတွက်နိုင်မလဲကြည့်လိုက်အောင်လက်ချောင်းကိုချိုးထားရင်0ထောင်ထားရင်1လို့သတ်မှတ်ပါမယ်ဒါဆိုလက်ချောင်းတစ်ချောင်းမှာ bit တစ်ခုလိုပဲဖြစ်နိုင်တဲ့အခြေအနေ2မျိုးရှိပါတယ်လက်မက2 power 0ဖြစ်တဲ့အတွက်တန်ဖိုး1လက်ညိုးက2 power 1ဖြစ်တဲ့အတွက်2လက်ကလေးက4
လက်တစ်ကျဲက8နဲ့လက်တန်းက16ကိုကိုစားပြုပါတယ်လက်ချောင်းအားလုံးကိုချိုးထားရင်တော့ binary အနေနဲ့00000ဖြစ်ပါတယ်ဒါကလူတွေအသုံးပြုတဲ့တုံညဆိုတဲ့ကဏ္ဍကိုရရှိပါတယ်လက်မတစ်ချောင်းထောင်ရင်00001ဒါကလူတွေသိတဲ့1ဖြစ်ပါတယ်လက်ညှိုးတစ်ချောင်းထောင်ရင်00010ဒါက2ဖြစ်ပါတယ်လက်မနဲ့လက်ညှိုးနှစ်ချောင်းလုံးထောင်လိုက်ရင်00011ဖြစ်ပြီး2နဲ့1နဲ့ပေါင်းလို့3ရပါတယ်လက်ကလေးတစ်ချောင်းထောင်ရင်00100ဖြစ်ပြီး4ကိုရပါတယ်လက်ချောင်း5ချောင်းလုံးထောင်လိုက်ရင်11111ဖြစ်ပါတယ်ဆိုတော့16ရဲ့8ရဲ့4ရဲ့2ရဲ့1ရဲ့ကိုပေါင်းလိုက်ရင်အလုံးပေါင်း31ကိုရပါတယ်ဒါကြောင့်လက်5ချောင်းနဲ့3ညကနေ31အထိရေးတွက်နိုင်ပါတယ်အခုလူတွေသိတဲ့ decimal system ရဲ့ကဏ္ဍ9ကိုပြကြည့်အောင်9ဟာ4နဲ့1ကိုပေါင်းထားတာဖြစ်လို့လက်ကလေးနဲ့လက်မကိုထောင်ထားရပါမယ် binary နဲ့ဆိုရင်00101ဖြစ်ပါတယ်အစပိုင်းမှာစမ်းသလိုထင်ရပေမဲ့ binary ဟာကွန်ပျူတာအတွက်အဆင်ပြေတဲ့ရေးတွက်နည်းတစ်မျိုးပဲဖြစ်ပါတယ်ကွာခြားတာကလက်ချောင်းတွေစ electronic switch တွေကိုအသုံးပြုတာပါပိုပြီးစိတ်ဝင်စားစရာကောင်းတာကဒီ binary တွေဟာကဏ္ဍတွေအတွက်တင်မဟုတ်ပါဘူးစလုံးအယောင်အသံဗီဒီယိုတွေနဲ့ကွန်ပျူတာမှာမြင်နေရတဲ့မြည်သည့်အရာကိုမဆိုကိုစားပြုနိုင်ပါတယ်နောက်ပိုင်းမှာတော့ဒီ0နဲ့1တွေကနေအင်္ဂလိပ်စလုံးတွေဖြစ်တဲ့ A B C D အဖြစ်ဘယ်လိုပြောင်းလဲသွားလဲဆိုတာလေ့လာကြပါမယ်ဒီလိုနည်းပညာနဲ့ပတ်သက်တဲ့ content ဗီဒီယိုတွေကိုအလွတ်မခံပဲကြည့်ရှုနေဆိုရင်ကျွန်တော်တို့ Corovas ရဲ့ Facebook, YouTube, TikTok နဲ့ Telegram channel တွေကို like and subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့